ပြီးခဲ့တဲ့အပိုင်းမှာနာရူတိုကမာတီရှယ်ဒိုကလုံးဂျူစုကိုတက်သွားတာကြောင့်ဂန်နင်ဖြစ်လာပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာနင်ညာသိမိတ်ဆက်ပွဲအတွက်စောစောထားပြီးအသင့်စားခေါက်ဆွဲနဲ့ရဲလုံနေတဲ့နွားနို့ကိုတောက်ပါတယ်။သူ့လိုပဲဂန်နင်ဖြစ်လာကြတဲ့ဆာကူရာနဲ့အီနိုလည်းမိန်းမတို့တဘာဝပြိုင်ရင်းဆိုင်ရင်ပဲအကြောင်းကိုရောက်လာပါတယ်။ရောက်လာတော့လဲဆာစကဲဘေးမှာထိုင်နေတာကြောင့်အတန်းတွေကမိန်းကလေးတွေနဲ့ရန်ဖြစ်ကြပါတယ်။တကယ်တော့ဆာစကဲရဲ့နာမည်အပြည့်စုံကအိုချီယာဆာစကဲဖြစ်ပြီးသူတို့ကြောင့်ရဲ့အတော်ဆုံးကြောင်းသားလည်းဖြစ်တာကြောင့်ကောင်မလေးတွေကတဲတဲလုံနေကြတာဖြစ်ပါတယ်။ဒါကိုဂျေဝင်နေတဲ့နာရူတိုကပြဿနာရှာရင်နာရူတိုဝေါမှာနာမည်အကြီးဆုံး Legendary Fakis ကိုနှစ်ယောက်လုံးပေးမိသွားပါတယ်။ဒီကိစ္စကြောင့်ပဲနာရူတိုကအတန်းတွေကကောင်မလေးတွေရဲ့မုန်းတီးခြင်းကိုခံရပြန်ပါတယ်။ဒါပေမဲ့အဲ့လိုစောက်ဘောတော်မှာအတန်းတွေကဟီနာတာဟီရူကာလို့ခေါ်တဲ့ကောင်မလေးကသဘောကျနေပါတယ်။ခေါင်းကြီးတို့အတွက်တော့စိုးဆက်ပါ။သုံးယောက်တစ်ဖွဲ့ခွဲကြတဲ့အခါနာရူတိုဆာကူရာနဲ့ဆာစကဲတို့ကတစ်ဖွဲ့တည်းကြပါတယ်။ကျန်တဲ့သူတွေကလည်းအသီးသီးအဖွဲ့တွေရရှိကြပြီးအုပ်စုလိုက်ဆောင်ရွက်မှုအကြောင်းကိုသိယူကြရပါတယ်။နေ့လယ်ထမင်းစားချိန်မှာတော့ဆာစကဲနဲ့ဆာကူရာအဆင်ပြေနေပြီးအနမ်းမေကန်ဒီဘိုက်နာလာတာကြောင့်ဆာစကဲကအိမ်နာကိုပြေးပါတယ်။ဒါပေမဲ့ဆာစကဲကနာရူတိုပုံပြောင်းသွားပါတယ်။တကယ်တော့နာရူတိုကဆာစကဲကိုချောင်းတိုက်ပြီးသူ့ပုံပြောင်းကဆာကူရာနဲ့နီးစပ်အောင်ကြိုးစား